ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခပောင်းကျောင်းထဲမှာကျွန်းနဲ့တုံးကြီးရှိရဆိုပြီးတော့ဆရာတော်အရှင်ဩဘာသာကိုအိမ်မက်ပေးတာကြောင့်ဆရာတော်ကရွာသားတွေနဲ့အတူကျွန်းနဲ့တုံးကြီးကိုတွားရောက်ဆက်ယူခဲ့တဲ့ဗီဒီယိုဖိုင်လေးပါကျွန်းနဲ့တုံးကြီးကိုဘယ်လိုနီးလန်းနေတဲ့ဆက်ခဲ့လဲဆိုတော့ဒီဗီဒီယိုလေးထဲမှာဘ ഹു တုဒ္ဒရစရာဖြစ်ကျွန်တော်ပြန်ပြီးမျှဝေပေးလိုက်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုလေးကိုကျွန်တော်နဲ့အတူကြည့်လိုက်အောင်ခင်ဗျပြီးမှကျွန်တော်ရေရှင်းလုပ်ပေးပါမယ်ဦးလေးခေါ်ပေးမယ်လို့ဦးလေးကုန်းနဲ့မရလားအဲ့ဒီနီးကိုကုန်းနဲ့မရဆိုတဲ့နီးရတယ်ပေါ်လာပြီပြောစရာကြီးနော်ရတယ်အဲ့လိုမျိုးမလို့လဲကြွတာပေါ်လာပြီနော်သူတို့ဘလို့ကုန်းနဲ့ကော်ထဲလိုက်တာဗီဒီယိုတစ်ခါလေးပါအပေါ်လာတယ်လေရိုင်းလေးလုံးလေးပြလိုက်တန်းလေးပဲဖြစ်လိုက်လေပြီးတော့ဝါဒီကပိုင်ခိုင်းတာ तू ဟာအဲ့အယူလိုချင်နေတော်တော်ကြီးတယ်နော်အတော့ရနဲတိုင်းမဟုတ်ဖြေလဲတော်တော်ရှိတယ်မတောင်းသေးတော့ငင်းငင်းခရိုက်စစ်ပြေးရိုက်သွားလိုက်တော့တိုင်းပြီးရိုက်လိုက်။ဟာရတကယ်ကျွန်းတော့အစ်စ်ကြီးဆိုတော့တော်တော်တန်ဖိုးရှိမှာ။ညံဒီကောင်လုံးဝိုင်းမဲ့ပေးရမှာလေ။ဆရာတော်တွေနဲ့ရွာသားတွေလာတူးနေကြ။သူတို့ဆယ်သွားတဲ့ပုံစံကတော့မိုက်တယ်ဗျာဘာလို့လဲဆိုတော့ဘာစက်ကရိယာမှမပါပဲနဲ့ဟိုရေအောက်မှမြုပ်နေတဲ့တုံးကြီးကိုရေပေါ်ဆယ်သွားတယ်ဆိုတော့ဒါလည်းသူ့ပညာနဲ့တူပဲပေါ့နော်ဆိုရင်တော့ကျွန်းနဲ့တုံးကြီးပေါ့နော်ရွာသားတွေကအောင်မြင်စွာဆယ်ယူခဲ့နိုင်ပါတယ်တကယ်ဒါကြီးကကျွန်းနဲ့တုံးဆင်တော့တော်တော်လေးကိုတဘိုးကြီးတယ်လို့ပြောရမှာပါကျွန်းနဲ့တုံးတေးသေးလေးတော့မှတကယ်ရှာဖို့မလွယ်ဘူးเนาะပတ်စံရှိတိုင်းလဲဝယ်လို့မရတဲ့အထက်မှာကျွန်းနက်ပါပါတယ်နောက်ပြီးတော့ကျွန်းနက်ကတကယ်ကံပီးရဆန်တဲ့တက်တာတစ်မျိုးပါကျွန်းနက်ကိုပိုင်ဆိုင်တဲ့လူတွေကတကယ်ကံကောင်းပြီးတော့ထိုက်တန်တဲ့လူတွေပဲပိုင်ဆိုင်ရတာပါအများကြီးယုံကြည်ကြတာတော့ကျွန်းနက်ဆိုတာကတကယ်ကံထူးပြီးကံကောင်းတဲ့လူတွေပဲပိုင်ဆိုင်ရတာပါနောက်ကျွန်းနက်ကိုပိုင်ဆိုင်ခွင့်ရပြီဆိုရင်တော့အပတ်တွေပွင့်မဲ့စီးပွားရေးတွေကောင်းမယ်နောက်ပြီးတော့တကယ်ပယောကအတိုက်ခိုက်ပေါ့နော်ဆုံးကဝေတွေလည်းပြုစားလို့မရဘူးဆိုပြီးတော့အများကြီးယုံကြည်ကြပါတယ်ဘူးဆယ်ယူရရှိခဲ့တဲ့ကျွန်းနတ်တုံကြီးကတော့တော်တော်ကြီးကိုကြီးပါတယ်အလျားလည်းတော်တော်ရှည်ပါတယ်ဒါဆိုရင်တော့ဖျားစင်းလူတွေထူလို့ရမယ်နောက်အသုံးဝင်ရတယ်အများကြီးလုပ်ရမှာပါမျိုးတွေလုပ်ယူရဲဆိုတော့ဒီ9ရက်သားသမီးတွေအတွက်ပေါ့နော်ပြန်ပြီးတော့မျှဝေတာတွေလုပ်တဲ့အခါကံကောင်းတဲ့လူတွေထိုက်တဲ့လူတွေတော့ဒီကျွန်းနတ်တုံကိုပိုင်ဆိုင်ခွင့်ရကြမှာပါဟုတ်ကဲ့ပါဒါတော့ကျွန်တော်ရဲ့ထင်မြင်ယူဆချက်တက်တာဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့ဘယ်လိုမျိုးထင်မြင်လဲဆိုတာပြောခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျဗီဒီယိုလေးကတော့ဒီလောက်ပါပဲ